ကျောင်းသားတွေကိုပြစ်ဒဏ်ပေးတာဟာအဖြေလားစာသင်ခန်းထဲမှာကလေးတစ်ယောက်စီကံဖောက်ဖြစ်တဲ့အခါအပြစ်ပေးမှရတော့မယ်ဆိုတဲ့အတွေးကအရင်ဆုံးဝင်လာတတ်ပါတယ်။ဒါပေမဲ့ပြစ်ဒဏ်ပေးတာဟာပြဿနာကိုတကယ်ပဲပြေလည်စေနိုင်တဲ့အရာလား။အပြစ်ပေးလိုက်တယ်ဆိုရင်အပြုတ်မှုဆိုးဟာခဏတော့ရပ်တန့်သွားနိုင်တယ်ဆိုပေမဲ့လည်းပဲကလေးဟာသင်ခန်းစာရမယ်အစားရှက်ရွံ့သွားတာစိတ်ဖိစီးတာနဲ့ဆရာအပေါ်မှာယုံကြည်မှုပြပြတာတွေဖြစ်လာနိုင်စေပါတယ်။ဒါဆိုရင်ပြစ်ဒဏ်ပေးမယ်အစားတီချေတို့တွေဘာတွေလုပ်တင်လဲ။ပထမအချက်အကြောင်းအရင်းကိုရှာပါ။ဘာဖြစ်လို့ဒီလိုလုပ်လိုက်တာလဲဆိုတာကိုကလေးတွေစီကနေအရင်မေးမြန်းပြီးတော့နားထောင်ကြည့်ပါ။နောက်တစ်ချက်အနေနဲ့ positive reinforcement အဖြစ်တင်မဲ့အစားအပြုသဘောဆောင်တဲ့စကားလုံးလေးတွေနဲ့လမ်းညွှန်ပေးပါအကျိုးဆက်ကိုလည်းရှင်းပြပေးပါနောက်တစ်ခု restorative approach ကလေးရဲ့မှားယွင်းမှုကိုသူတို့ကိုယ်တိုင်ပြန်လည်ပြုပြင်တတ်အောင်တာဝန်ယူတာဝန်ခံတတ်အောင်သင်ပေးရပါမယ်နောက်ဆုံးတစ်ချက်အနေနဲ့အသိမှတ်ပြုပေးပါကြီးကြီးမားမားမဟုတ်ဘဲသေးငယ်တွေတိုးတက်မှုလေးတွေကအစမမေ့မလျော့ပဲချီးကျူးပေးပါဂုဏ်ပြုပေးပါဒါဟာကလေးကိုပုံမစိတ်အားတက်ကြွလာစေပါတယ်ကဲဒါဆိုရင်မနေ့ပြန်စာသင်ခန်းထဲမှာလက်တွေ့အသုံးချကြည့်ကြရအောင်ပုံမှန်ဆိုအပြစ်ပေးခံရလေးရှိတဲ့ចောင်းသားကိုဒီတစ်ခါတော့အပြစ်ပေးမဲ့အစားသူ့စကားလေးတွေကိုအချိန်ပေးပြီးနားထောင်ကြည့်ကြမယ်သူတို့စီကတကယ့်အဖြစ်ပြက်အပြစ်ပေးရလောက်တဲ့ပြဿနာရဲ့နောက်ွယ်ကအကြောင်းရင်းမှန်တွေကိုသင်ကအံ့ဩဖွယ်ကြားရပါလိမ့်မယ်အမားဆိုတာဟာအပြစ်ပေးဖို့မဟုတ်ဘဲနဲ့ပြန်လဲသင်ယူဖို့အတွက်အခွင့်အလမ်းတစ်ခုပဲဖြစ်ပါတယ်